လန်လေးရဲ့အစမှာတော့ရီချန်ဟာသူ့တငယ်ချင်းကိုကြည့်ပြီးစင်မကောင်းဖြစ်နေပါတယ်။ယူကိုကအရန်စကားပြောကောင်းပြီးဖော်ရည်တက်တဲ့သူပါ။ဒါမဲ့သူကနောက်ပိုင်းကျတဖြည်းဖြည်းစကားနဲလာပါတယ်။စကားပြောရင်လည်းမပီမတတွေဖြစ်လာပြီးတော့ကြာတော့သူကကြောင်းမှမတက်တော့ပါဘူး။အဲ့ဒါနဲ့ရီချန်လည်းယူကိုအိမ်ကိုသွားမယ်လို့တွားကြည့်လိုက်ပါတယ်။အဲ့ဟိုတဲ့အချိန်မှာတော့ယူကိုရဲ့မိဘနှစ်ပါးကတယောက်ကခီးကိုတက်နေပြီးတက်နေပြီးနောက်တစ်ယောက်ကစားတွေဖြူးနေတာကိုတွေ့လိုက်ရပါတယ်။ဘာလို့တက်မသိနိုင်ဘူးဆိုပြီးပြောရင်းပေါ့။အဲ့ဒါနဲ့သူတို့လုံနေရီချန်ကိုမြင်တော့ယူကိုကိုလာရှာတာမလားအပေါ်မရှိတယ်ဆိုပြီးလိုက်ပြပါတယ်။ယူကိုကအခန်းထဲမှာမက်စတက်ပြီးနေနေတာပါသူတို့ရောက်လာတော့ယူကိုကစကားမပြောဘဲမက်စပဲတက်နေပါတယ်နောက်တော့ချွတ်လိုက်ရတော့မလာနေပဲပြောပါတယ်မပီမသားနဲ့ပေါ့လက်ကိုချွတ်လိုက်တော့ခီးတကောင်ကသူ့ပါစက်ထဲကနေထွက်လာတာပါပြီးတာနဲ့မျက်နှာအိတ်ကတ်သွားလို့ကေချပါအောင်ဆိုပြီးပြောလိုက်ရပါတယ်အဲ့ဒါနဲ့သူတို့ကယူကိုဘူတန်ကိုကြည့်ပြီးဘလူးကူတာမလဲတွေးနေခဲ့ပါတယ်နောက်ဆုံးမရတဲ့အဆုံးခီးတွေအကြောင်းဆုံးစားနဲ့ကုမယ်ဆိုတာစားရယူယူကန်နဲ့အပြည့်ထည့်ထားလိုက်ပါတယ်ပြီးတာနဲ့ယူကိုကိုစိန်ခံပြီးပါစက်ကိုဟာထားခိုင်းလိုက်ပါတယ်နောက်တော့တော်တော်ကြာကြာပြန်တက်မလာလို့သူတို့ကလိုက်ရှာပေးမယ်အင်ကြီးကိုပဲအရင်တွေးလိုက်ရပါတယ်သူလည်းထက်ရှာရင်ယူကိုကိုတွေ့တော့ခေါင်းမပါလာတာပါအဲ့ဒါနဲ့ခဏရောပြုတ်ပြီးရင်နဲ့အမြင်စီးပြီးတော့ခေါင်းကိုကြည့်လိုက်တော့ယူကိုပါစက်ထဲကနေခီးထွက်လာပြီးသူခေါင်းကိုခူးကန်လုပ်ပြီးသွားခံလိုက်ရကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်